ရက်ွက်ကြီးစတီရင်ငယ်တဲ့ရဲ့အခုလိုခရီးလမ်းမကြီးမေးတင်ဟာရောင်းကွက်ထွက်ဖို့အရန်ကိုရှားပါတဲ့နေရာဖြစ်ပါတယ်ခရီးလမ်းတင်မှာဒီဘက်ချမ်းမကွေ့ခင်လေးနေရာလေးကပို့ပြီးမှရောင်းကွက်ရှာတယ်အဲ့ဒီလမ်းမတစ်လျှောက်ကလည်းမူလရွာသားတွေရှိနေတဲ့နေရာဖြစ်တဲ့ကြောင့်မို့လို့ရောင်းကွက်ကမရှိတဲ့လောက်ကိုပဲရှားပါပါတယ်ရှင်ငယ်မှာဆိုရင်အရန်နာမည်ကြီးရဲ့ခရီးလမ်းမကြီးအခုမမွာဒီခရီးလမ်းမကြီးမေးတင်ပေါ်ကကွက်ကိုရောက်နေတာမျက်နှာစာ55ပေရှိပြီးမှအနောက်က130ရှိတယ်ဒီလိုပေအကျယ်ကြီးကိုမှခေါ်ရတဲ့စီက38500ညှိနှိုင်းပါနောက်တစ်ခုကလေမူလရွာမြေစစ်စစ်ဖြစ်တဲ့ရက်ွက်ကြီး7ရေငယ်ထဲမှာပါတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အမိပေါက်ကိုဂရန်ကိုဓာတ်ရိုက်ရှောက်ပါဝင်ရှိတဲ့နေရာဖြစ်ပါတယ်ရှင်မြေညီတယ်နောက်ပြီးတော့လမ်းရဲ့ level ရဲ့အထက်ကိုလည်းရောက်နေတဲ့ဒီကွက်ပေါ့နော်အကွက်ကလေးကလည်းအရန်လှသလိုလုံးဝရှားပါးထဲမှာရှားပါးဖြစ်နေတဲ့ဒီကွက်လေးဖြစ်ပါတယ်ဈေးတန်းရလည်းအရန်တန်နေဆိုတော့ဝယ်ပြီးတော့ပဲနောက်တစ်ချိန်မှာပြန်ရောက်မလားအကွက်ကျဲဆိုတော့ရောင်းမယ်ဆိုလို့ရှိရင်လည်းမျက်မဲ့နေရာကောင်းတဲ့စာရဲစာတန်းခိုင်မာတယ်နောက်တစ်ခုကိုတိုင်းပြင်းဦးလွင်မြို့မှာနေမယ်ဆိုမှတော့မမွေပေးရကြဲကြဲလေးလိုချင်တယ်အိမ်ကိုဘလူးဆောက်ချင်တယ်ရှေ့မှာ landscape ထားချင်တယ်ကားကဘယ်နှစီးဆက်နေမှာလဲဆိုရင်တော့ဒီလိုနေရာမျိုးကိုယူပါအဲ့တော့ဒီမြေကွက်ကလေးကိုကြည့်ချင်ခဲ့ရဆိုရင်မမွန်တို့ရဲ့လင်းမြဖုန်းနံပါတ်394060609994ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်